มีไหมแต่นั่งรออย่างนี้แหละ เราก็ยังมีความหวังกันหรอก ใช่ภาวนาให้ลูกไปที่โรงพยาบาลแล้ว ไม่ได้แจ้งอะไรเลยว่าชื่ออะไรไปอยู่โรงพยาบาลมั่งเลยก็อาจจะไปอยู่โรงพยาบาลหรือว่าเนี่ยให้คิดไปฝั่งนู้นดีกว่า โอ้ใจหายเลยไม่นึกไม่ฝันว่าจะเจอเหตุการณ์แบบนี้ทำใจยังไม่ได้เลยเนี่ยสั่นไปทั้งตัวเลยหลานสาวด้วยนะไม่รู้จะเจออะไรภาวนาขอให้ปลอดภัยเนาะเราก็นั่งลุ้นเราทำอะไรไม่ได้ก็ลุ้นอย่างเดียว ကျွန်တော်ကတော့အောက်ထပ်မှာပေါ့ဒီတက်ထပ်မှာလူကားတွေနဲ့ဒီဟိုဒလန်းစင်နေတာပေါ့ကျန်တဲ့လူတွေကတော့အပေါ်မှာ73တက်လို့14တက်လို့20ကျော်တွေမှာ28ချက်တို့မှာဒီလိုပုံဆောင်တဲ့လူကပုံဆောင်အုပ်စုနဲ့လူကအဲ့ဆောင်ကြအဲ့လိုတော့မတက်ရနေနဲ့ခေါင်းမူတာပေါ့ခေါင်းမူတာတော့ကိုကအဲ့တော့ခေါင်းမူလဲပေါ့ဘေးကကောင်မလေးတယောက်ကဝနာရေးရဲ့သမီးပါထည့်တာလည်းမတည်ဘူးတော့ခေါင်းမူနေတယ်ဝနာလည်းခေါင်းမူတယ်ပြီးရပြီးတော့ခါတိုင်းကိုလည်းပြကြရောပြေးလို့ပြီးတော့ပြေးကြတာပေါ့ဒီကတော့ဟိုဘာမှလုံးလုံးနေတဲ့လူကတော့မလုပ်ဘူးသူထဲမှာပြီး